အဲ့ဒီစူးစမ်းမှုတွေကပဲဂျယ်ရမီမွန်ဂါကိုလက်စတာစီးရီးအကယ်ဒမီသို့ပို့ဆောင်ပေးခဲ့တာအားလုံးပဲမင်္ဂလာပါခင်ဗျာအရှာအာဆင်နယ်ခွန်တက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ချင်တာကတော့ဂျယ်ရမီမွန်ဂါရဲ့အထုပ်ပတ်တီလေးပဲဖြစ်ပါတယ်တနေ့မှာကမ္ဘာလောကကြီးကိုတုံ့လုံစေမဲ့ကျဲတပွင့်ကိုအင်္ဂလန်နိုင်ငံကူဗင်ထရီမြို့ရဲ့တာမန်မိသားစုတစုကကြိုဆိုခဲ့ပါတယ်2009ခုနှစ်ဇူလိုင်လ10ရက်နေ့မှာဝေးဖွားလာခဲ့တဲ့ကလေးငယ်ရဲ့အမည်ကဂျယ်ရမီမွန်ဂါပဲဖြစ်ပါတယ်သူငယ်စဉ်ကတည်းကအခြားကလေးတွေလိုကစားစရာအယုတ်တွေထက်ဘောလုံးတစ်လုံးကိုပိုပြီးချစ်မြတ်နိုးခဲ့သူပါအိမ်ရှိလမ်းမတွေပန်းချံငယ်လေးတွေကျောင်းကစားကွင်းတွေမှာဘောလုံးကိုခြေထောက်နဲ့မခွာတမ်းကစားရင်သူ့ရဲ့အိမ်မက်တွေကိုတိဆောက်လာခဲ့ပါတယ်အဲ့ဒီဝါသနာအဲ့ဒီစူးစမ်းမှုတွေကပဲသူ့ကိုလက်စတာစီးရီးအကယ်ဒမီစီကိုပို့ဆောင်ပေးခဲ့ပါတယ်အကယ်ဒမီထဲရောက်လာတဲ့လူငယ်ကစားသမားတွေအများကြီးရှိပေမဲ့ဂျယ်ရမီမွန်ဂါကတော့ထူးခြားခဲ့ပါတယ်ဘောလုံးကိုထိန်းချုပ်တဲ့နီလန်တစ်ဖက်ကစားသမားတွေကိုကြော်ဖြတ်တဲ့ယုံကြည်မှုကွင်းထဲမှာဆုံးဖြတ်ချက်ချတဲ့ရင်းချက်မှုဒါတွေဟာသူအသက်အရွယ်နဲ့မလိုက်အောင်ထူးချွန်လို့နေခဲ့ပါတယ်အသက်16နှစ်အရွယ်သားရှိသေးပေမဲ့ဂျယ်ရမီဟာကွင်းထဲမှာဝါရင်ကစားသမားတစ်ယောက်လိုကစားပြနိုင်ခဲ့ပါတယ်မိပြတွေရဲ့မျက်စိထဲမှာတော့သူဟာတာမန်လူငယ်တစ်ယောက်မဟုတ်တော့ပါဘူးအနာဂတ်မှာနောက်ပါလာမဲ့ကျဲတပွင့်လက်စတာစီးရီးအကယ်ဒမီရဲ့စိန်တပွင့်အင်္ဂလန်ဘောလုံးလောကရဲ့မျှော်လင့်ချက်အသစ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒီကနေ့ဂျယ်ရမီမွန်ဂါဆိုတဲ့နာမည်ကိုလူအများပုံမှုသိလာခဲ့ကြပါပြီဒါပေမဲ့သူ့ရဲ့ဇလန်းကအခုမှစတင်နေသေးပါကိုဗင်ထရီမြို့ကကလေးငယ်လေးဟာတနေ့မှာကမ္ဘာဘောလုံးစင်မြင့်ပေါ်ကိုတက်ရောက်နိုင်မလားဒုတိယပိုင်းအဆက်လေးကိုဆက်လက်ဆောင်မျှော်ကြည့်ရှုပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ